နေကောင်းလားဆိုတာမေးလိုက်တော့ပထမဆုံးအချက်ကနေကောင်းလားဆိုတဲ့မေးခွန်းဟောင်းကြီးကိုမမေးပါနဲ့တော့သူတင်ထားတဲ့ story တဲကအကြောင်းအရာတစ်ခုခုကိုအကြောင်းပြပြီးစကားစပါဥပမာသူစားနေတဲ့မုံအကြောင်းတေချာနားထောင်ပေးပါအဲ့ဒါဆိုစလိုက်ကြရအောင်ကိုယုံကြည်မှုရှိပါ confidence စကားပြောတဲ့အခါဖြစ်ဖြစ်လူချင်းတွေ့တဲ့အခါဖြစ်ဖြစ်အထစ်အငုံမရှိပဲတဘာဝကြနဲ့ယုံကြည်မှုရှိပြောဆိုဆက်ဆံတာကဆွဲဆောင်မှုအရှိဆုံးပါပဲ crush နဲ့တွေ့ရင်မနေတက်မထိုင်တက်ဖြစ်တာတွေနဲ့အောင်အတက်နိုင်ဆုံးနေရမှာဖြစ်ပြီးကိုယုံကြည်မှုရှိရမှာဖြစ်ပါတယ်ပြောချင်တာကတော့ကိုပန်းတိုင်ကပထမပါ crush ကဒုတိယနေရာမှာရှိရမှာဖြစ်ပါတယ်ဆိုကပထမဘဝကြီးသွားလို့ရင်တော့ဂွမ်းပြီးတာမှတ်ပါတေချာနားထောင်ပေးပါကိုကကြီးပဲစကားတွေအတင်းပြောနေတာထက်တစ်ဖက်လူပြောတာကိုစိတ်ဝင်စားနားထောင်ပေးပါသူဘာတွေဝါသနာပါလဲဘာတွေစိတ်ဝင်စားလဲဆိုတာကိုမေးခွန်းလေးတွေပြန်မေးပေးတာကငါ့ကိုဂရုစိုက်တယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်စောက်ကြိုက်တွေကြီးပြောနေရင်လဲကိုပါကောင်းဆိုတာလဲမတိဖြစ်သွားနိုင်ပါတယ်တတိထားပါနှောင်ကြီးတို့ဟာတဉဏ်ရှိပါလူတိုင်းကပျော်နေတတ်တဲ့သူကိုသဘောကျပါတယ်အရန်ကြီးပေါ့ပြက်နိုင်တာမျိုးမဟုတ်ပဲအခြေအနေနဲ့လိုက်ဖက်တဲ့ဟာတာလေးတွေပြောတတ်တာကပတ်ဝန်းကျင်ကိုပေါ်ပါသွားစေပါတယ်စောက်ပေါ်ကြီးဖြစ်မသွားအောင်တော့နေပေါ့ဗျာပျော်နေတာကောင်းပေမဲ့ပျော်နေတာနဲ့ပေါ်တောနေတာကိုတော့ခွဲခြားသိဖို့လိုပါတယ်လေးစားမှုရှိပါဒါကအရေးကြီးဆုံးပါတစ်ဖက်လူရဲ့ဆန္ဒကိုပိုင်လွတ်လပ်ခွင့်နဲ့အတွေးခေါ်တွေကိုအမြဲလေးစားပေးပါအတင်းကျပ်တိုက်တွန်းတာမျိုးဒါမှမဟုတ်စိတ်နှောက်ယှက်ဖြစ်စေမဲ့စကလုံးမျိုးတွေကိုရှောင်ကျဉ်ပါယောက်ျားလေးအများစုကနည်းနည်းလေး2026မှာရွေးချယ်တဲ့အလုပ်9ခုဒီနေ့ဗီဒီယိုမှာတော့2026ထဲမှာလူငယ်တွေအလုပ်ရှာနေသူတွေအနာဂတ်မှာလဲသူညရင်ငွေသူညရင်နေခြင်းသူတွေအတွက်ရွေးချယ်တဲ့